မောင်တော့ခရိုင်တော့မှာလူမိုးသားစတာဖရီလုံငယ်တီတုံးလုံးလှုပ်ဆောင်လာနေပါရယ် အာရခတက်တော်အေထင်းချုပ်ထရီရခိုင်ပြည်မော်ဒိုခရိုင်တော့မှာဘာသာဘောဆောင်လူမှုသားစရာဖရီကမ်ပိန်းအပရိုင်မော်ဒိုမရိုကရွှေစည်းကုံစီတီဂျာမီဘလီဂရီနဲ့ဟိန္ဒူပရာကျောက်တီမှာစူပေါတက်ချော်ရီတီပူလို့ခခဲ့ပါတယ်။အော်ဂလာစစ်တရာနီကပူလို့ခရီယွန်ကမ်ပိန်းမှာရခိုင်မွတ်စလင်ဟိန္ဒူစားရီစုံလွန်ကွေပရီဘာသာတီကလူငယ်တီနဲ့ ULA တပ်ဖွဲ့ဝင်တီအပါဝန်စူစူပေါလူတွေနရာလစ်စီကျော်ပါဝင်ခခဲ့ပါတယ်။ရခိုင်ပြည်တွင်းကစုံလွန်ကွေပရီဘာသာလူမျိုးစုတီကမှာတဟဇာတာဖိုင်မှုကိုပုံမွန်နှွန်တောင်ဖို့အပရန်လဲလေးစားအတိမဲပူဖို့နဲ့အတူတကွစူပေါနေထိုင်ဖို့တော့ရေဘီကေဘူလိုခခဲ့စော်လေးဖိုက်ပါတယ်ပရိခရဲဇူလိုင်လာကလည်းမော်ဒိုခရိုင်အတွန်းမှာလူမှုသားစရာဖရိုင်တော့ရေဘီကေမွတ်စလင်ကျောက်သားလူငယ်တီခိုက်ပညာတောင်ကရနိုင်ရနဲ့မွတ်စလင်ဆရာဆရာမငါရာခဲအနိုင်ရတော့မော်လဝီစရာတီမာဒရာဆာကျောက်တီနဲ့ရခိုင်မြို့သားအဖွဲ့ချုပ် ULA ရိုတွဲဆုံဆွေးနွေးခခဲ့ပါတယ်မွတ်စလင်တီအနေနဲ့ရခိုင်ဘာသာစကားနဲ့အစိုးရအတင်းစာခိုက်ပညာအာနိချတီကောက်စေဝကူတမှုခဲယူစော်ဒီမှာအခါခေတိကုန်တွင်းနေကြရတဲ့ပိုင်းလူမျိုးနှမျိုးကရှိတ်ဆမှုမရှိရတော့လူမှုသားစတာ private ဝိကောခါစတိရှိရလို့ ULA တာဝန်ရှိသူတွေကဆိုပါတယ်။ညောင်တော့နဲ့မဒရာဆာပညာရေးကျောင်းနဲ့အစိုးရအတင်းစာပညာရေးကိုညတာစော်တောင်ကရဖို့နဲ့လာဖို့ပညာတော်တဲ့အတွက်မှာမော်ဒိုခရိုင်ကအစိုးရကျောက်တီမှာတာဝန်ထက်ဆောင်ဖို့တော့မွတ်စလင်ဆာဆာမငါရာကန်တီခဲအပ်ပြီးဖို့အစီအစဉ်ကိုဆွေးနွေးခခဲ့တယ်လို့သိရပါတယ်။အယောအစိုးရဆဆဆောရခိုင်နဲ့မွတ်စလင်ကခွေခါဆဆင်သောလူမျိုးရေးပြဿနာတီဖန်တီပြီးအုပ်ချုပ်ခသောဒီကောရခိုင်ပြည်တော်မှာနေထိုင်ခဲ့တဲ့တိုင်ဝမ်နှစ်ခုဂရမှာတောက်မှမူတီဖိုက်ပွားခပြီးကယုံကရမူတီလေးပြောက်ဆုံးခရဲလို့ဆိုပါတယ်။လက်ရှိအာရခပြည်သူဆိုရအနေနဲ့မွတ်စလင်တီကိုဘာသာလူမျိုးမခွေခါပဲပညာတောင်ကရခွန်းနဲ့အစိုးရဌာနတီမှာဒဲတူညီမြတာဝန်ထက်ဆောင်ခွင့်ပူထားရဲလို့လေULA တာဝန်ရှိသူတွေက pro ဆိုထားပါတယ်။